အဲ့ဒီစကုပါလမထေဖြစ်လာမဲ့ပုဂ္ဂိုလ်ကဆေးဆရာတယောက်ဖြစ်အဲ့ဒါသူနဲ့အတူတူသူတို့နဲ့အတူတူနေတဲ့ရွာကဒကမတယောက်ကမျက်စိယောဂါဆွဲကတ်ဒါပေမဲ့ကုစရာပတ်စံကမရှိတဲ့အခါကျတော့ဒီဆေးဆရာကတွေ့တော့သင်ရဲ့မျက်စိကိုငါကုပေးမယ်သင်ရဲ့မျက်စိကိုငါကုပေးမယ်ဆိုတော့ဆရာရဲ့အဲ့လိုဆိုရင်အကုပါရဲ့ကုပေးပါပျောက်ကင်းအောင်ကုပေးပါအေးတဲ့ငါကုလို့သင်ရဲ့မျက်စိယောဂါပျောက်သွားပြီဆိုလို့ရှိရင်မင်းငါ့ကိုဘာပေးမလဲတဲ့ဟောဒီစကားလေးတော့နည်းနည်းသတိထားခဲ့ရမယ်နော်မင်းငါ့ကိုဘာပေးမလဲတဲ့အဲ့လိုပြောတော့ဟိုဒကမကလည်းပဲမျက်စိယောဂါဆွဲကပ်ပြီးတော့အပြင်းထန်ဆင်းရဲနေတာဆိုတော့ပျောက်ချင်ဆုံးအားကြီးတာနဲ့စကားပြောတာကနည်းနည်းတော့လွန်သွားဟန်တူပါရဲ့ဘာပြောလဲဆိုတော့အရှင်ကုလို့သာကျမရဲ့မျက်စိပျောက်မယ်ဆိုလို့ရှိရင်ကျမမှာရှိတဲ့သားသမီးနဲ့ကျမကိုယ်တိုင်အရှင်ရဲ့အိမ်မှာကျွန်အဖြစ်နဲ့အကျွေးဆက်ပါမယ်ကျွန်အဖြစ်ကိုပြုတ်ပါကျွန်ဖြစ်နဲ့သိမ့်ပိုက်မှာမျက်စိသာမြင်ပါစီအဲ့ဒါလိုပြောတဲ့ခါကျတော့ဆေးဆရာကကောင်းပြီဆိုပြီးတော့အဲ့ဒီဒကမရဲ့မျက်စိယောဂါကိုမျက်စင်းတစ်ကြိမ်နဲ့ပေးလိုက်တာနဲ့ပျောက်ကင်းစေတဲ့မျက်စင်းကိုပေးတယ်မျက်စင်းကလည်းတော်တော်ကောင်းတယ်ဆေးဆရာကအစွမ်းတတ္တိတော့အတော်ထက်ပုံရတယ်ဒါပေမဲ့ယခုနကသူမေးခဲ့တဲ့စကားလေးတစ်ခွန်းတော့မမေ့ရနော်ဒီမျက်လုံးပြောင်းရင်မင်းသားကိုဘာပေးမလဲဆိုတာလေအဲ့ဒါနဲ့မျက်စိခတ်လိုက်တော့မျက်စိကနောက်ရက်ကျတော့တော်တော်ကြီးသက်သာပြီးတော့ကြီးလင်းဖြစ်တယ်ဒါကိုလည်းဆေးဆရာကသိအဲ့ဒီလိုမြင်လာပြီးကောင်းလာပြီးဆိုတော့ဒီဒကမကစဉ်းစားဟာငါဂတိအတိုင်းငါစကားကိုအလွယ်ပြောလိုက်တယ်ပျောက်လို့ရှိရင်သားသမီးနဲ့တကွာကျွန်ခံရမယ်ဆိုတော့ငါကျွန်ခံရတာအရင်ကျွန်ငါသားသမီးလေးတွေအကုန်လုံးနှင်မွန်းတော့မှာပဲကျွန်ဆိုတာကလည်းပဲရှေ့တုန်းကကျွန်စနစ်ဆိုတာအလုံးမကြောက်စရာကောင်းတာတတ်ချင်တော့တတ်လို့ရတယ်ရောင်းချင်လည်းရောင်းလို့ရတယ်အဲ့ဒီတော့ငါဒုက္ခပဲကျွန်ကတော့ငါမခံနိုင်ဘူးအဲ့ဒီလို့ဆိုရင်ငါဘယ်လိုလုပ်မလို့ဆိုဒီဆေးဆရာကငါလှည့်စားမှဖြစ်မယ်အဲ့ဒါနဲ့နောက်နေ့ကျတော့ဆေးဆရာကဘယ်နဲ့တော့မျက်စိကတတ်တာရဲ့လားသူအကဲခတ်ကြည့်တော့တတ်တာနေတယ်ဆိုတာကိုသူရိပ်မိဒါပေမဲ့ဒကမကဘာပြောလဲဆိုတော့အရှင်တဲ့မတတ်တာဘူးတဲ့အရှင်ရဲ့ဆေးခတ်လိုက်ခါမှပိုးပြီးတော့ဆိုးလာတယ်တဲ့ဟောသူကလည်းစကားကိုဘလောင်ပလဲပြောတာပေါ့နော်အမှန်ဆိုလို့ရှိရင်အမှန်တိုင်းဖွင့်ဟဝန်ခံပြီးတော့စိတ်သဘောလေးတွေကိုနားလည်အောင်ကြိုးစားကြမယ်ဆိုရင်အဖြစ်ပြက်ဆိုးကြီးတွေကဖြစ်ချင်မှဖြစ်မယ်ခုတော့သူကအဲ့လိုပြောတဲ့ခါကျတော့ဆေးဆရာကစိတ်ကပိုးပြီးတော့တူသွားတာပေါ့တတ်တာပုံရရင်နဲ့ငါဆေးကြောင်ပိုးပြီးတော့ယောဂပြင်းထန်လာတယ်ဆိုတော့ဒီဒကမငါ့ကိုလှည့်စားနေတာပဲသိစေမယ်တဲ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့မျက်လုံးကိုပေါက်ထွက်သွားစေတဲ့မျက်စင်းတစ်မျိုးကိုသူဖော်ဆက်တယ်ဖော်ဆက်ပြီးတော့သင်ရဲ့မျက်စိယောဂအရင်ကြီးမတတ်တာသေးဘူးဒါကြောင့်ဒီတစ်မျိုးကိုခပ်ပါ